video လာလာ Red Mountain လာ Red Mountain ရောက်နေရပါညီမလေးချောချောလေးနဲ့ရောက်မလေးချောချောလေးနဲ့ဒါကတော့အတောက်တလိုင်းတွေတောက်မယ်ဆိုတာကြီးပဲ Red Mountain ရောက်ပြီးရှောက်လည်းမရှောက်လေတောက်နေပါတယ်ဒါကတော့ရှာနာငါဟိုမှာတော်ပါဒါတွေဘယ်သူတောက်လိုက်စားလိုက်တာဝိုင်းဆရာကြီးတွေပါတယောက်ကတစ်မျိုးပြောနေပါဘယ်လိုလုပ်ရမှမသိဘူးကဲအဖြူရောင်ဝိုင်းနဲ့ cheers အောင်မြင်မှုအတွက်အောင်တန်းဒါတော့ဘီယာဝိုင်းနဲ့တူတယ်ဝိုင်းချန်ရောက်နေပြီမဲ့ဘီယာအကြောင်းပဲပြောနေတာသူကဒါကျမတို့ရဲ့ဆီမရိုစီတာအန်တီရိုဖြစ်ပါတယ်ဒါကတော့ဦးနော်ဖြစ်ပါတယ်ဒါကတော့ဦးလာဂျာဖြစ်ပါတယ်ဒါကတော့ညီမလေးအဆန်အငယ်ဆုံးလေးဒါကတော့အကြီးဆုံးအမကြီးစပွန်ဆာမမဒီနေ့ရဲ့စပွန်ဆာမမဒါကတော့တရုတ်ပြည်ကနေလာခဲ့တာအခုတာကောငငယ်ရေးမကောင်းလို့ညီမငါကြောက်ချင်လာလို့တရုတ်မှာဝိုင်းတောက်ရလို့လေဒီကောင်ကကြောက်ချင်ပြေးပါလား